Hello 皆さん、こんにちは。皆さん、今日はね、建築知識3日目です。ဒီနေ့ကတော့ Maro Construction Knowledge Day 3ပဲဖြစ်ပါတယ်။それでは始まりましょう。今日のテーマはですね、設計者が作成する図面。ဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့ about design drawings တွေပါနော်။ဒီ design drawings နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြပြပေးသွားပါမယ်။じゃあ、ဒါဆိုလို့ရှိရင်設計図には大きく分けて3つの種類があります。デザロがဒီ design drawing ကိုပေါ့နော်အဓိကအားဖြင့်ねအမျိုးအစား၃မျိုးခွဲခြားနိုင်ပါတယ်တဲ့။ဘာတွေပါဝင်လဲဆိုတော့ကြည့်လိုက်ရအောင်နော်။意象図လို့ခေါ်တဲ့ architectural drawing တွေပါမယ်။နောက်တစ်ခုကတော့構造図လို့ခေါ်တဲ့structural drawing တွေပါပါမယ်။နောက်ဆုံးတစ်ခုကတော့ sezo piece လို့ခေါ်တဲ့ M&E drawing တွေပါပါမယ်တဲ့။အဲ့တော့意象図、構造図、sezo piece စမယောကောလေးတွေပါတခါရရအောင်မှတ်သွားပြီနော်။ Okay ဒါဆိုလို့ရှိရင်意象図လို့ခေါ်တဲ့ archi drawing မှာဘယ်လို drawing မျိုးစားတွေပါလဲဆိုတာကိုကြည့်လိုက်ရအောင်။အဲ့တော့意象図တွေမှာဆိုလို့ရှိရင်携帯間取り仕上げ携帯လို့ခေါ်တဲ့ဒီတတဲမိုနိုရဲ့ပေါ့နော် shape ပုံစံမျိုးဖော်ပြထားတဲ့ drawing တွေနောက်ပြီးတော့ madori လို့ခေါ်တဲ့ဒီ layout plan တွေပါဝင်မယ်နောက်ပြီးတော့ shiage လို့ခေါ်တဲ့ finishing plan တွေပေါ့နော်ဒီလိုမျိုးအရာတွေပါဝင်တဲ့ drawing အမျိုးအစားတွေကိုတော့意象図လို့ခေါ်ပါတယ်တဲ့じゃあそれではあとは構造図ပါနော်構造図ဆိုတာကတော့ structural drawing တွေပါတဲ့အဲ့တော့構造図တွေမှာဘာတွေပါလဲဆိုတာကိုကြည့်လိုက်ရအောင်構造図တွေမှာတော့တဲ့柱梁プセ図鉄骨鉄筋အဲ့တော့柱လို့ခေါ်တယ်柱ကတော့ column 梁ကတော့ beam ကိုပြောတာပါ鉄骨ဆိုတာကတော့ steel structure တွေကိုပြောတာပါနောက်တစ်ခုကတော့鉄筋ပေါ့နော်鉄筋ဆိုတာကတော့ rebar ကိုပြောတာပါအဲ့တော့ဒီစကလုံးလေးနှလုံးကိုနည်းနည်းမှတ်ထားပြီပေါ့နော်ဒါက interview တွေမှာလည်းမေးတတ်တဲ့စကလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ鉄骨ဆိုတာနဲ့鉄筋ဆိုတာနဲ့ပေါ့နော်ဒီစကလုံးနှလုံးကိုတေချာလေးမှတ်ထားပေးပါအမနောက်ပိုင်းကျရင်ဒီဟာလေးနှလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုတည်တံ့လုပ်ပေးပါအောင်မယ်ဒါဆိုလို့ရှိရင်ဒါက structural drawing အကြောင်းကိုသိသွားပြီလို့မျှော်လင့်ပါတယ်それでは3番目はセソビスဆိုတာကတော့ M&E drawing တွေကိုပြောတာပါတယ်အဲ့တော့セソビスထဲမှာတော့ဘာတွေပါမလဲကြည့်လိုက်ရအောင်ဒန်ကီဟိုင်ဆန်ရရှော့မဲအဲ့တော့ဒန်ကီဟိုင်ဆန်ဆိုတာကဒီလျှက်စစ်လမ်းကြောင်းပေါ့လျှက်စစ်ကြိုးတွေတွေ့တန်းတဲ့ပုံစံတွေပေါ့နော်တွေ့တန်းတဲ့ပုံစံတွေနောက်ပြီးတော့ရှော့မဲလို့ခေါ်တဲ့မီးချောင်းတွေပေါ့နော်အဲ့လိုအရာတွေနဲ့ပတ်သက်တဲ့ drawing တွေကတော့ M&E drawing ဖြစ်ပါတယ်တဲ့ sorry တဲ့ကမတ်မဲမရှော့အဲ့တော့ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာကတော့စက်ခဲဆိုလို့ခေါ်တဲ့ design drawing အကြောင်းကိုပြောခဲ့ပါတယ် design drawing မှာအဓိကအပြင်၃မျိုးခွဲခြားနိုင်ပါတယ်1番目は意象図လို့ခေါ်တဲ့ archi drawing တွေပါ2番目は構造図လို့ခေါ်တဲ့ structural drawing တွေပါ3番目はセゾビ図လို့ခေါ်တဲ့ M&E drawing တွေဖြစ်ပါတယ် sorry တဲ့ကနောက်နေ့တွေမှာလည်းပေါ့နော်ဒီပို့ပြီးတော့ပေါ့နော်အားလုံးအတွက်အသုံးဝင်မဲ့ဗီဒီယိုလေးတွေကိုတင်ပေးသွားအောင်ပါမလို့အမရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်နော်最後まで見てくれてありがとうございます。それではまたね。バイバイ。